ဒီတစ်ခေါက်မှာတော့ဒီရှင်တို့တွေသဘာဝတရားကြီးနဲ့သက်ဆိုင်တဲ့ကိုရီးယားစလုံးတွေကိုလေ့လာမှာဖြစ်ပါတယ်ပထမဆုံးတိန်တွေကိုဘယ်လိုခေါ်လဲဆိုရင်ခူရွန်နောက်ထပ်တက်တန့်ကိုကြတော့မူချီကဲနောက်ထပ်မြက်ပင်လေးတွေကိုကြတော့ချန်တီနောက်ရေတကုံကိုကြတော့ဖို့နောက်ရေကန်ပေါ့နော်ဒီရေကန်ကိုကြတော့ဟိုဆူနောက်ထပ်တောကိုကြတော့ဆုတောင်ကိုကြတော့ဆန်နောက်ဆုံးလုံးကတော့ကျဲဖြစ်ပါတယ်ကျဲကိုဖြောအဲ့တော့ဒီချေခုမြောက်ပြီးသွားတဲ့စလုံးလေးရဆိုရင်လွယ်လေးပြောရတာလည်းအဆင်ပြေတယ်ဒီတဘာဝတရားရဲ့အလှတရားကြီးနဲ့ပတ်သက်ပြီးတော့စကလုံးတချို့ကိုပဲမြောက်ပြီးသားဖြစ်ပါတယ်နောက်ထပ်ကျန်ရှိနေတဲ့ကိုတိရဲ့စလုံးလေးရှိရဆိုရင်တော့ comment မှာမှတ်ခဲ့ပြီနော်ဒီချေတော်တာနဲ့တူကိုရီးယားတန်တက်ချင်လို့တန်းစုံစမ်းနေတဲ့သူတွေကတော့ TikTok မှာဆိုရင် contact add ဆိုတာလေးကိုနှိပ်ပြီးတော့စုံစမ်းလို့ရတယ်လို့ဒီ TikTok ကဘိုင်ယုံမှာချိတ်ပေးထားတဲ့ link ကနေတစ်စက်နဲ့ဆက်သွယ်စုံစမ်းပြီးမြင်နိုင်ပါတယ်တကယ်လို့ Facebook ကနေပြီးတော့ပြီးချင်တာဆိုလို့ရှိရင်တော့ Korean Classes by GYS ဆိုတဲ့ Facebook page လေးကနေပြီးတော့ live ရောက်ဆက်သွယ်ပြီးမြင်နိုင်ပါတယ်နော်